ခါတော့ကအလွန်ตาယာလှပတဲ့တိုင်းပြည်တစ်ခုရဲ့မင်္ဂလာနံနက်ခင်းမှာဘုရင်ကြီးရဲ့နန်းတော်ကနေကြေညာချက်တည်းထွက်ပေါ်လာခဲ့ပါတယ်။ကဲရွာသားတွေအားလုံးနားထောင်ကြမင်းတို့တဲကအရေးချင်းရှိတဲ့ညီသူမဆိုးအနီရောင်ပလဲ11လုံးကိုရအောင်ရှာဖွေရမယ်။အဲ့ဒီလိုရှာဖွေတွေ့တဲ့ညီသူမဆိုးဘုရင်ကြီးရဲ့သမီးတော်ဖြစ်တဲ့မင်းသမီးမိတာနဲ့လက်ထပ်ခွင့်ရရှိမှာဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ရဲစန်းတတိလုံလဝရိယကိုအသုံးပြုပြီးအနီရောင်ပလဲ11လုံးကိုရအောင်ရှာဖွေကြတော့ထိုကြေညာချက်ကိုကြားလိုက်တဲ့လူငယ်နှစ်ယောက်ကတီဟာရေပလဲနေ11လုံးကိုငါသိတယ်ကွမင်းသမီးလေးဟာငါရဲ့ဘေးနားမှာရောက်လာတော့မှာမဟုတ်ဘူးကွမင်းသမီးလေးလက်ထက်ရမယ့်လူကငါပဲအဲ့ပလဲနေ11လုံးကိုငါရအောင်ရှာပြမယ်မင်းမတွေ့ခင်ငါအရင်တွေ့မှာဟစ်ကောင်ရေဟာဟာကြည့်ကြသေးတာပေါ့ကွာဘသူကမင်းသမီးကိုလက်ထက်ရမယ့်လူဆိုတာတနေ့တော့အဖြေပေါ်လာမှာပါကဲခုလောလောဆယ်တော့ငါတို့နှစ်ယောက်လုံးနန်းတော်ကိုသွားပြီးပလဲတွေရှာမယ့်အကြောင်းတတော်ဦးတင်ကြရအောင်အဲ့ဒီလိုနဲ့ရွာသားနှစ်ဦးလဲမင်းသမီးနဲ့လက်ထက်ရန်အတွက်ပလဲများရှာဖွေရန်နန်းတော်ကိုတွားရောက်တတော်ဦးတင်ကြပါတယ်ရွာသားနှစ်ဦးနန်းတော်ကိုရောက်တဲ့အခါမှာတော့မင်းတို့ကဘသူတွေလဲဒီမှာဘာလုပ်နေကြတာလဲအရှင်မင်းကြီးကျွန်တော်မျိုးတို့ဟာမင်းသမီးနဲ့လက်ထပ်ချင်ပါတယ်ဒါကြောင့်မင်းသမီးအလိုရှိတဲ့အနီရောင်ပလဲ11လုံးကိုရှာဖွေမိဆိုတဲ့အကြောင်းနန်းတော်ကိုလာရောက်တတော်ဦးတင်တာပါပလဲကိုမတွေ့ခဲ့ရင်ရောမင်းတို့ရဲ့ကံကြမ္မာဘလို့ဖြစ်မယ်ဆိုတာစဉ်းစားမိလားမင်းတို့အတွက်အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေရှိတယ်အဲ့ဒီအတွက်မစိုးရိမ်ပါနဲ့မင်းကြီးကျွန်တော်တို့ထဲကတယောက်ဟာတေချာပေါက်ပလဲနေ11လုံးကိုရှာတွေ့မယ်ဆိုတာယုံကြည်ချက်ရှိပါတယ်ပလဲတွေနဲ့အတူကျွန်တော်တို့ပြန်လာခဲ့ပါမယ်ကောင်းပြီမင်းတို့ကပလဲနေ11လုံးကိုရှာဖွေခြင်းစိတ်ရှိရင်တော့ပလဲနေရှိတဲ့နေရာကိုငါကိုတော့ပြောပြမယ်နန်းတော်ရဲ့မြောက်ဖက်ဆုံးဆုံးမှာရှိတဲ့တောင်ကုန်းတွေတဲကိုသွားပါအဲ့ဒီမှာငါသမီးတော်အလိုရှိတဲ့ပလဲနေ11လုံးရှိတယ်ကဲသွားကြတော့အဲ့ဒီနောက်ရွာသားနှစ်ဦးဟာပလဲနီ11လုံးရှာဖွေဖို့အတွက်မျောလင်းချက်အပြည့်နဲ့ထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီလိုထွက်ခွာသွားပြီးရက်အနှင်းငယ်ကြာတဲ့အချိန်မှာတော့ရွာသားနှစ်ဦးဟာနန်းတော်သို့လက်ပလာနဲ့ပြန်လာခဲ့ကြပါတယ်မင်းတို့နှစ်ယောက်ကပလဲနီရှာဖွေဖို့ထွက်သွားကြတာလေဘာကြောင့်လက်ပလာနဲ့ပြန်လာတာလဲပလဲနီပဲမလဲခွင့်လို့ပါမင်းသမီးကျွန်တော်တို့နေရာအနှံ့မှာပလဲနီရှာပေမဲ့ပလဲနီကိုရှာမတွေ့ခဲ့ဘူးတော်တော့ငါ့ကိုတောင်းပန်စရာမလိုဘူးသူချက်ချင်းမင်းတို့ကိုသေတံပေးမယ်မလုပ်ပါနဲ့မလုပ်ပါနဲ့မင်းသမီးကျွန်တော်မျိုးတောင်းပန်ပါတယ်ကျွန်တော်မျိုးဟာကျွန်တော်မိသားစုရဲ့တဝတီသောသားပါကျွန်တော်မိသားစုအတွက်ငဲ့ညာပေးပါဦးမင်းသမီးပလဲနီရှာဖွေဖို့အတွက်ကိုပေါ့ပေါ့လေးတွေးကြတာကိုမင်းတို့ကဒီလုပ်ကိုမလုပ်ခင်စဉ်းစားသင့်တယ်စစ်သားတွေလာကြစမ်းဒီနှစ်ယောက်ကိုတတ်ပြီးလမ်းစုံလမ်းကွာမှာချိတ်ထားလိုက်စမ်းတမီးတော့မင်းဘာလုပ်တာလဲအလောက်ကြီးမင်းရဲ့စိတ်ကိုပြက်ပြက်သားသားမဆုံးဖြတ်ပါနဲ့သူတို့နှစ်ယောက်ကိုလွတ်လိုက်ပါဖခမီးတော့သူတို့နှစ်ယောက်ကိုလွတ်လိုက်မယ်ဆိုရင်တမီးတော့ကိုတတ်သေးလိုက်မယ်မင်းသမီးရဲ့ပြက်ပြက်သားသားပြောလိုက်တဲ့စကားတန်ကြောင့်ဘရင်ကြီးလဲစွန့်အားသွားခဲ့ရပါတယ်အဲ့ဒီနောက်ရမက်တီဟာရွာသားနှစ်ဦးကိုတတ်ပြီးညတကောင်ရန်လူကြီးတိတ်တဲ့အချိန်မှာလမ်းဆောင်လမ်းကွာမှာရှိတဲ့ရောင်မင်းကြီးမှာတောက်ရောက်ချိတ်ဆွဲထားလိုက်ကြပါတယ်နနက်အာယုံလင်းချိန်ရောက်တဲ့အခါရွာသားတွေဟာထိုမြင်ကွင်းကိုမြင်ပြီးတောက်ရွံ့တုန်လှုပ်သွားကြပါတယ်အလိုတကယ်ပဲအံ့ဩစရာပဲမင်းသမီးဟာအကြောင်းအပြစ်မဲ့တဲ့ပြည်သူတွေကိုတတ်ပစ်တာလေတကယ်တော့ကျွန်တော်တို့ရဲ့မင်းသမီးလေးဟာစိတ်ထားအလွန်မွန်မြတ်တဲ့လူပါဘာကြောင့်အခုလိုထူးဆန်းတဲ့အခြေအနေဖြစ်နေတာလဲကျွန်တော်လည်းနားမလဲတော့ဘူးနောက်တစ်ခုကအဲ့ပလဲနီ11လုံးရဲ့လှုပ်ဝက်ချက်ကဘာလဲဆိုတာဘယ်သူမှမသိဘူးလေတေးကြတာတစ်ခုကတော့ဘလူပဲသွားဒီပလဲနီ11လုံးရဲ့လှုပ်ဝက်ချက်ကိုမဖော်ထုတ်နိုင်ရင်အသက်ဆုံးရှုံးရမှာပဲလေအဲ့ဒီလိုလူနှစ်ဦးအပြန်အလှန်စကားပြောနေတာကိုတငါသေးလေးမောင်ဝနကြားသွားခဲ့ပါတယ်အလိုဒီလောက်စိတ်နှလုံးသားမွန်မြတ်တဲ့မင်းသမီးလေးဟာအပြစ်မဲ့တဲ့လူနှစ်ယောက်ကိုတတ်ဖြစ်တယ်မဟုတ်သေးဘူးဒီလိုရက်ဆက်ကြမ်းကြုတ်နေသူမဟုတ်ဘူးသူကလက်ထက်မှာလဲငါတို့တိုင်းပြည်မှာဘာတွေဖြစ်ကုန်ပြီလဲငါလည်းအိမ်ပြန်ရအောင်မယ်အဲ့ဒီလိုနဲ့တငါသေးလေးမောင်ဝနဟာအတွေးများစွာနဲ့အတူ
အင်ကိုပြန်လာခဲ့ပါတယ်အင်ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့မျက်မမြင်ညီလေးတက်ကဟာဝမ်းနေစွာငိုကြွေးနေတာကိုတွေ့လိုက်ရပါတယ်ဟာဟုတ်သားပဲညီလေးရေတက်ကငါမင်းအတွက်စားစရာယူဖို့မေ့နေတယ်အားကြောင့်ငိုနေတာလဲညီလေးရဲ့ငါညီလေးတနာစရာကောင်းလိုက်တာခဏဆောင်အကိုကြီးခဏနေလာခဲ့မယ်အကိုကြီးထားလိုက်ပါတော့မသွားပါတော့နဲ့ကျွန်တော်ကအကိုအတွက်ဝင်တော့ဝင်ဖို့ဖြစ်နေတယ်ကျွန်တော်ကိုတနေရာမှာတွန့်ပစ်လိုက်ပါအကိုတယောက်တည်းစားဝင်နေရေးကိုခက်ခဲရုန်းကန်နေရတာညီလေးရင်ထဲမှာတကယ်ကိုမချိဘူးကျွန်တော်ဘဝကမျက်မမြင်ဆိုတော့အကိုကိုမကူညီနိုင်တဲ့အပြင်ဝင်တော့ဝင်ဖို့ပါဖြစ်စေတဲ့အတွက်တကယ်ကိုအားနာမိတယ်တက်ကရညီလေးဘာတွေပြောနေရလဲမင်းအဲ့ဒီလိုမတွေးပါနဲ့မင်းဟာငါ့အတွက်ဝင်တော့ဝင်ဖို့လုံးဝမဖြစ်ပါဘူးမင်းရှိလို့သာအမှအသက်ရှင်နေရတာဒီလောကကြီးထဲမှာတေးသားရင်းချဖြစ်တဲ့မင်းရှိနေတဲ့အတွက်ငါအတွက်နေပြောပါတယ်ကွာကဲဝမ်းနေစရာတွေဘာမှတွေးမနေနဲ့အကိုကြီးငါဖမ်းသွားလိုက်အောင်မယ်မင်းလဲအိမ်မှာငါမရှိတဲ့အချိန်ကိုဂယူးဆိုင်ပြီးနေနော်အဲ့ဒီနောက်ဝနလဲငါဖမ်းရန်အတွက်ရေကန်ကိုထွက်ခွာလာခဲ့ပါတယ်ဝနလဲငါဖမ်းပိုက်ကွန်ချထားတာအချိန်တော်ကြာသည့်အထိငါးတကောင်မှမရသေးတဲ့အတွက်ယခုလိုစိတ်ပြက်အားငယ်စွာညီးတွားလိုက်ပါတယ်ငါမရတာလဲရက်တော်ကြာပြီဒီနေ့လဲဗိုက်စာစာနဲ့အိပ်ရတဲ့ညတွေကြုံရအောင်မလားမသိဘူးကဲဒီတစ်ချိန်တော့ထပ်ပြီးစူးစားဖမ်းလိုက်အောင်မယ်ဝနလည်းပြောဆိုပိုက်ကုံကိုရေကန်ထဲကိုတန်းကြံလိုက်ပါတော့တယ်ဒီတစ်ချိန်မှာတော့သူ့ရဲ့ပိုက်ကုံမှာထူးဆန်းတဲ့အရာတစ်ခုကန့်ညိနေရတော့ခံစားလိုက်ရတဲ့အတွက်ရုတ်တရက်ဆွဲယူကြည့်လိုက်ပါတော့တယ်အလိုထူးဆန်းလှပါလားငါကိုဖမ်းလိုက်တာအခုကပ်ပါလာတာဘာကြီးပါလဲအလိုအနီရောင်ပလဲတစ်လုံးပါလားဧကနာဒါဟာအဖို့တန်နဲ့ပလဲတစ်လုံးဖြစ်မယ်ငါတော့ကန်ကောင်းတာပဲဟဲ့ဒီပလဲကိုရောင်းပြီးပတ်စံနေရှာရမယ်အဲ့ဒီလိုတငါတလေးဝနဟာအားရဝမ်းသာစွာပြောနေစဉ်မှာပဲပလဲထဲမှာထူးဆန်းတဲ့အတန်တန်ပေါ်လာခဲ့ပါတယ်နေအောင်ငါ့ကိုရောင်းပြီးတော့မင်းကပတ်စံလီဘလောက်များရမှာမဟုတ်လို့လဲဒါပေမဲ့မင်းဟာအခုလိုပလဲ၁၁လုံးစုဆောင်းနိုင်ရင်တော့မင်းရဲ့ဘဝဟာပြောင်းလဲသွားလိမ့်မယ်အဲ့ဒီအပြင်ပလဲ၁၁လုံးကိုရှာဖွေနိုင်တာနဲ့မင်းဟာမင်းသမီးကိုကောင်းထိန်းချုပ်နိုင်လိမ့်မယ်အလိုဘယ်ကစကားတန်လဲဘယ်သူပြောနေရလဲဒီနားမှာတယောက်မှလည်းမရှိဘူးငါအိမ်မက်နေတာများလားငါဟာပလဲနေပါမင်းကိုစကားပြောနေတာငါပါမင်းဟာအခုပလဲနေတစ်လုံးကိုတွေ့ထားပြီနောက်ထပ်10လုံးကိုမင်းရှာဖွေရမယ်ဖိုးတံပလဲနေဟုတ်လားနောက်ထပ်10လုံးကိုရှာဖွေရမယ်ဒီပလဲနေ17လုံးကိုရှာဖွေတဲ့ရွာသား2ယောက်တော့မင်းသမီးကတေတံပေးခြင်းခံလိုက်ရပြီငါသာပလဲနေ10လုံးကိုရမယ်ဆိုရင်ငါရဲ့အသက်ကိုရှင်သန်ခွင့်ပေးရမယ်ပြီးရင်ငါညီရဲ့မျက်လုံးကိုပြန်မြင်အောင်ကူညီပေးရမယ်အဲ့ဒီအချက်တွေရမယ်ဆိုရင်ငါဒီပလဲနီကိုရှာဖွေမယ်ဟုတ်တယ်ပလဲနီ17လုံးသာငါပိုင်ဆိုင်ရရင်မင်းသမီးထံမှာငါတောင်းဆိုမယ်ငါတေချာပေါက်နောက်ထပ်ပလဲနီ10လုံးကိုရစေမယ်အဲ့ဒီနောက်ဝနလည်းသူ့ရဲ့စိတ်ကူးအိမ်မက်တွေနဲ့အတူအိမ်ကိုပြန်သွားခဲ့ပါတယ်ငါကိုကြီးဒီနေ့ပြန်လာတာစောလာကြီးလားငါဖမ်းရတာကောအဆင်ပြေရဲ့လားအဆင်ပြေတယ်ညီလေးရေဘာမှစိတ်မပူနဲ့မင်းရဲ့ကံကြမ္မာလဲအကြခင်ကောင်းလာတော့မှာကဲညမနဲ့ခင်အိတ်တော့ငါညီလေးရေးပြတ်မခံနဲ့ဟုတ်ကဲ့ပါအကိုကြီးပြောတဲ့အတိုင်းကံကောင်းမှုတွေပိုင်ဆိုင်ရပါစေအဲ့ဒီအချိန်မှာပဲရွာသားတဦးဟာဝနတို့ညီကိုရဲ့တဲကိုရောက်လာခဲ့ပါတယ်ဟေးဝနငါသတင်းတစ်ခုကြားထားတယ်မင်းရှိမှာပလဲ17လုံးရှိတယ်ဆိုမင်းဘာတွေပြောနေတာလဲငါနားမလည်နိုင်တော့ဘူးမင်းကိုငါမှာပလဲ17လုံးရှိတယ်ဆိုတာဘသူကပြောလိုက်တာလဲအခုတော့ရွာထဲမှာလူတိုင်းပြောနေကြတာပဲဒီကောလာဟာလာကိုဘသူကစဖြန့်လဲတော့မသိပါဘူးကွာဒါပေမဲ့မင်းကအကြံတစ်ခုတော့ပေးခြင်းနဲ့ဒီကိစ္စကိုမင်းရှေ့ဆက်မတိုးနဲ့မင်းသာဒီကိစ္စမအောင်မြင်ခဲ့ဘူးဆိုရင်မင်းသမီးကမင်းကိုဘောင်းဖြတ်တတ်လိမ့်မယ်မင်းသာအသက်ဆုံးရှုံးသွားရင်မင်းရဲ့မျက်မမြင်ညီလေးကိုဘသူကစောင့်ရှောက်မှာလဲမင်းတေချာစဉ်းစားနော်မဟုတ်ပါဘူးကွာစိတ်မပူပါနဲ့ငါရောငါညီလေးရောအသက်အန္တရာယ်ဘာမှထိခိုက်မှုမရှိစေရဘူးအကိုကြီးရေအသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေရှိနေတာလားမဟုတ်ပါဘူးငါညီလေးရေမင်းဘာမှစိတ်ထဲမှာမထားနဲ့ဘာမှလည်းသောကမရောက်နဲ့အကိုကြီးရှိတယ်ကဲငါညီလေးစိတ်ဖြောင်းလက်ဖြောင်းအဲ့တော့
ဒီလိုနဲ့ညတကောင်ရန်အချိန်ညီကုံနှစ်ယောက်အိမ်မောကြနေတော့တောက်ပတဲ့အလင်းတန်းတစ်ခုဟာသူတို့အိမ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။အလိုငါဖမ်းထွက်ရင်းနဲ့ရလာခဲ့တဲ့ပလဲနီကလေပေါ်မှာပြဲနေပါလား။သူ့ရဲ့ဥတီယာကဘယ်ကိုသွားနေတာလဲမသိဘူး။ငါလိုက်ကြည့်မှဖြစ်မယ်။အဲ့ဒီနောက်ဝနလည်းညတကောင်ရန်အချိန်မှာလေထဲမှာပြန့်လွင့်နေတဲ့ပလဲနီရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်လာခဲ့ပါတော့တယ်။အဲ့ဒီလိုလိုက်လာရင်ခက်လန်းလန်းတနေရာအရောက်မှာတော့ပလဲနီဟာတပင်ကြီးတပင်ရှိမှရက်တန့်သွားခဲ့ပါတယ်။အလိုဒီနေရာမှာရက်တန့်သွားတာပဲ။ဘာကြောင့်ဒီနေရာမှာရက်နေတာလဲ။ဝနလည်းထူးဆန်းအံ့ဩစွာရေရွရင်ဘေဘီဝဲရာကိုလှဲ့လဲကြည့်ကမျက်လုံးကတပင်ပေါ်ကိုမော့ကြည့်မိလိုက်ပါတော့တယ်။ဟာတပင်ထိပ်ဖျားမှာတလက်လက်နဲ့ပလဲနီငါးလုံးပါလား။ဝနလည်းဝမ်းသာအားရနဲ့ပလဲနီငါးလုံးကိုယူဆောင်လိုက်ပါတော့တယ်။ဝမ်းသာစရာပဲအခုငါမှပလဲနီ6လုံးရှိပြီနောက်ထပ်5လုံးကိုငါရအောင်ရှာရမယ်။အဲ့ဒီလိုပလဲနီ5လုံးကိုဝနယူဆောင်ပြီးတဲ့အချိန်မှာတော့သူ့ကိုလမ်းပြခေါ်ဆောင်လာခဲ့တဲ့ပလဲနီလေးဟာအရှိဘက်စူးစူးကိုပြန်တန်းသွားတာဖြစ်တဲ့အတွက်ဝနလည်းတစ်ချက်မခွာဆက်လက်လိုက်ပါလာခဲ့ပါတယ်။ဝနလည်းဝမ်းသာအားရနဲ့တစ်ချက်မခွာလိုက်လာရင်တနေရာအရောက်မှာတော့မြေကြီးပေါ်မှာတလက်လက်တောက်ပနေတဲ့ပလဲနီ5လုံးကိုထပ်မံတွေ့လိုက်ရပါတော့တယ်။အလိုမယုံကြည်နိုင်လောက်အောင်ပါပဲလားဒီနေ့ညာတွင်ချင်းပဲငါမှာပလဲနီ17လုံးပြည့်သွားပြီ။ဒီလှုပ်ဝက်စမ်းကျဲတဲ့ဥစ္စာကိုငါဖြည့်ရှင်းနိုင်ခဲ့ပြီ။ပလဲနီတွေကိုသွားပြီးသမီးကိုဆက်တရမယ်။အဲ့ဒီအချိန်မှာပဲအလွန်ကြီးမားတဲ့ကြွက်ကြီးတစ်ကောင်ဟာသူ့ခြေရင်းကိုရောက်လာခဲ့ပါတယ်။အလွန်ကြီးတဲ့ကြွက်ကြီးပါလား။သူကဒီပလဲတွေကိုစောင့်ရှောက်နေတာဖြစ်မယ်။လိုပဲဖြစ်ဖြစ်ငါကဒီပလဲတွေကိုရအောင်ယူမှဖြစ်မယ်။ဖတ်သွားလိုက်စမ်းဒီပလဲတွေကိုလုံးဝထိလို့မရဘူး။ဒီပလဲတွေကိုမင်းထိခဲ့ရင်ကြောက်မက်ဖွယ်ကောင်းတဲ့ဗန်ဂျမာစိုးကိုမင်းရင်ဆိုင်ရလိမ့်မယ်။သူ့ချက်ချင်းထွက်သွား။ဒီမဲ့ကြွက်ကြီးမင်းကဒီပလဲတွေရဲ့အဆောင်လျှောက်လားမင်းကဒီပလဲလုံးနေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုတာငါ့ကိုပြောပြပါဒါကမင်းထင်နေသလိုအဖိုးတန်တက်မဲ့ပလဲနေတွေမဟုတ်ဘူးအစုံတစ်ယောက်ရဲ့အသက်ဝိညာဉ်တွေပါဝင်နေတဲ့အဖိုးတန်ပလဲတွေဖြစ်တယ်ငါမှသူတို့ကိုကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ရှိတယ်မင်းကငါပြောနေတယ်တစ်ချက်ချင်းဒီကနေထွက်သွားလိုက်ဒီပလဲနေတွေနဲ့လုံးဝမပတ်သက်နဲ့မင်းပြောနေတာတွေကိုငါသေချာတော့နားမလည်ဘူးဒါပေမဲ့ငါကတော့နောက်ပြန်လှည့်ဖို့စိတ်ကူးမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒီပလဲနီ17လုံးကိုမင်းသမီးထံဆက်တာဖို့အခွင့်အရေးကငါဘဝအတွက်အကြီးမားဆုံးအပြောင်းလဲကိုခေါ်ဆောင်ပေးနိုင်မဲ့အခွင့်အရေးဖြစ်လို့ပဲ။ဝနလည်းထို့သို့ပြောဆိုပြီးကြွက်ကြီးကိုဖဲကပလဲနီ5လုံးကိုယူဆောင်လိုက်ပါတော့တယ်။ဝနရဲ့လက်ထဲမှာပလဲနီ17လုံးစုံသွားတဲ့အချိန်မှာတော့ပလဲနီတွေဟာရုတ်တရက်သပင်ကြီးစီမှာအောက်ရောက်ကတ်တွဲနေပြီးထူးဆန်းတဲ့အလင်းတန်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီလိုအလင်းတန်းတွေပေါ်ထွက်လာပြီးချက်ချင်းဆိုသလိုမော်တကားတစ်ချက်လည်းထွက်ပေါ်လာခဲ့ပါတယ်။အလိုထူးဆန်းလိုက်တဲ့တကားကြီးပါလား။ဒီကနေ့ငါ့ကိုဒီတကားထဲကိုဝင်ဖို့ပြောနေတာများလား။ဒီပလန်းနီတွေရဲ့လှုပ်ဝက်ချက်ကဒီတကားနောက်ွယ်မှာများရှိနေမလား။ကဲဝင်ကြည့်မယ်ဘလို့အခက်အခဲဖြစ်ဖြစ်ငါဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်။ဝနလည်းခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူတကားတွေကိုဝင်လိုက်တဲ့အချိန်မှာတော့လောင်အိမ်ထဲမှာဖက်မိနေပြီးရှိုက်ကြီးတငင်ငိုကြွေးနေရှာတဲ့မင်းသမီး17ပါးကိုတွေ့လိုက်ရပါတော့တယ်။အမလေးလေဒါဘလို့မြင်ကွင်းမျိုးလဲမင်းသမီးတွေဟာလောင်အိမ်ထဲမှာဖက်မိနေတယ်။ဒါဟာအိမ်မဟုတ်တာတော့သိကြတယ်။မင်းသမီးလေတင်တို့ဟာဘာကြောင့်အခုလိုဖမ်းချုပ်ခံထားရတာလဲပြီးတော့တင်ကဘာကြောင့်ဒီလောက်ထိဝမ်းနည်းစွာငိုကြွေးနေရတာလဲကျွန်တော်မျိုးရှာနေတာကပလဲနီ17လုံးအခုတော့အဲ့ဒီပလဲနီ17လုံးကပျောက်ကွယ်သွားပြီးတော့အခုလိုလှောင်အိမ်ထဲမှာဖမ်းချုပ်ခံထားရတဲ့မင်းသမီးတွေကိုတွေ့ရတယ်ပလဲနီ17လုံးကဘယ်ရောက်သွားပြီလဲမောင်မင်းအဲ့ဒီကပလဲနီ17လုံးကအခုဖမ်းချုပ်ခံထားရတဲ့ငါတို့ပဲမင်းကပလဲနီ17လုံးကိုတွေ့သွားခဲ့သလို
မော်တကားကိုဖွင့်နိုင်ခဲ့တဲ့အတွက်မော်ပညာနဲ့ထိန်းချုပ်ခံထားရတဲ့ငါတို့ဘဝကိုတွေ့သွားပြီဒါပေမဲ့ငါတို့မပြောနိုင်ဘူးငါတို့ဟာပလဲနီဘဝကနေလူသားစစ်စစ်ပြန်ရပြီဒါပေမဲ့လည်းငါတို့ရဲ့တရားမဲ့အချိန်ကလည်းတဖြည်းဖြည်းနီးလာပြီမကြခင်အလွန်ကြောက်စရာကောင်းတဲ့မိစ္ဆာကောင်ကငါတို့ကိုလာတတ်တော့မယ်ငါတို့အနေနဲ့သူ့ကိုပြန်ပြီးတော့ခုခံနိုင်ဖို့အင်အားမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူကငါတို့ကိုပလဲအသွင်ပြောင်းပြီးငါတို့ရှိကဖုံတဘိုးအာနာတွေကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုတွတ်သွင်းလိုက်လို့ပဲဘင်းရင်သွေးသားရဲ့ကြီးမြတ်တဲ့ဖုံတကိုးကိုသူကစားသုံးထားတာဖြစ်တဲ့အတွက်သူဟာအခုဆိုရင်ဖုံတကိုးပို့ပြီးတော့ကြီးလာပြီပို့ပြီးတော့လဲအဆက်ကြမ်းကြုတ်လာမှဖြစ်တယ်မင်းသမီးလေးကျွန်တော်မျိုးကိုစိတ်တော်မဆိုးပါနဲ့မင်းသမီးလေးပြောနေတာကိုကျွန်တော်တခုမှနားမလည်နိုင်တော့ဘူးမင်းနားလည်အောင်ငါအစာအဆုံးကိုပြောပြမယ်သေချာနားထောင်တကယ်တော့ငါတို့အားလုံးကညီမတွေပဲငါတို့ညီမ11ယောက်ဟာတောအလွန်ထူထပ်တဲ့တောအုပ်ကြီးကိုဖျက်ပြီးခီးတစ်ခုကိုထွက်ခဲ့ကြတယ်ညီမတော်တို့ငါတို့အခုရောက်ရှိနေတဲ့တောအလွန်ထူထပ်တယ်ပြီးတော့အန်ဒီရတွေလည်းများလှတယ်ပြီးတော့ညမိုးမချုပ်ခင်ဒီတောကိုအမြန်ဆုံးဖျက်ရအောင်ဟုတ်ပါတယ်အမတော်ညီမတော်တို့လင်းမြန်သွားမှဖြစ်မယ်မဟုတ်ရင်အန်ဒီရတွေကနေရာပေါင်းစုံကနေရောက်လာလိမ့်မယ်ကဲအားကြစို့အဲ့ဒီလိုထွက်လာကြရင်မင်းသမီး11ယောက်ဟာမြစ်ကမ်းနှစ်ဖူးမှာထိုင်နေတဲ့အလွန်ချောမောလှပတဲ့လူငယ်တဦးကိုမြင်သွားကြပါတယ်။အိုးရေကန်နားမှာထိုင်နေတဲ့လူငယ်ကချောလိုက်တာဒီလူငယ်ဟာငါရဲ့ကျင်ရတော့ဖြစ်လာရင်ဘလောက်ကောင်းလိုက်မလဲ။ဟုတ်တယ်အမတော်ညီမတော်လည်းဒီလူငယ်ကိုမြင်ချင်းချစ်မိတယ်။အမတော်တို့ဒီလူငယ်ကညီမတော်အတွက်ပဲဖြစ်ရမယ်နော်။ကဲညီမတော်တို့ဒီလူငယ်ဟာငါတို့အားလုံးသဘောကျနှစ်ချိုက်တဲ့လူငယ်ဖြစ်နေတယ်။ဒါကြောင့်ဒီလူငယ်နားကိုသွားပြီးအကြောင်းစုံစုံစမ်းရမယ်။ဒီလိုနဲ့မင်းသမီးစတပါးဟာအလွန်ချောမောလှပတဲ့လူငယ်လေးရှိရာရေကန်ဆက်စီကိုခြောက်သွားကြပါတယ်။အလိုမင်းသမီးတွေကဘာကြောင့်ကျွန်တော်ရှိကိုလာနေကြတာလဲ။ကျွန်တော်မျိုးကိုဘာတွေများပြောချင်လို့ပါလဲ။ကျွန်တော်မျိုးအမားတစ်စုံတစ်ခုများကျွလွန်ထားတာများရှိလို့ပါလား။မဟုတ်ဘူးမင်းဘာပြစ်မှလုံမထားပါဘူးငါတို့အားလုံးမင်းစီကိုလာရတဲ့ရည်ရွယ်ချက်ကတော့မင်းရဲ့အလှကိုမြင်ချင်းချစ်မိပြီးလက်ထက်ချင်တဲ့အတွက်ငါတို့11ယောက်လုံးမင်းစီကိုလာခဲ့ရတာမင်းကဘယ်ရက်ဒေသကလဲငါတို့ကိုပြောပါကျွန်တော်မျိုးကဒီတောအုံနာကရွာငယ်လေးတရွာကပါမင်းသမီး17ပါးလုံးကိုကျွန်တော်ကဘယ်လိုမျိုးလက်ထက်ရမှာလဲမင်းသမီးတို့တောင်းဆိုတာကိုမငြင်းဝင့်ပေမဲ့မင်းသမီး17ပါးလုံးကိုကျွန်တော်လက်ထပ်ဖို့ကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးကောင်းပြီငါတို့မင်းသမီး17ပါးလုံးဟာအလှဆုံးနေကြီးပဲဒါပေမဲ့မင်းကဘသူ့ကိုရွေးချယ်မလဲမင်းပေါ်မှာပဲမူတည်တယ်ကောင်းပါပြီမင်းသမီးတို့အားလုံးတွေကတယောက်ကိုရွေးချယ်လို့ရအောင်ကျွန်တော်စီစဉ်လိုက်ပါမယ်ဟိုးအရှိကအနက်ရောင်ခြိုင်ဝမ်းထဲမှာတရက်ပင်ကြီးတစ်ပင်ရှိတယ်အဲ့တရက်ပင်မှာတရက်သီးတစ်လုံးထဲသာရှိပါတယ်အဲ့ဒီတရက်သီးကိုကျွန်တော်မျိုးထံကိုအရင်ဆုံးလာပေးနိုင်တဲ့သူဟာကျွန်တော်မျိုးနဲ့ဖူးစာစုံမဲ့လူလို့ကျွန်တော်မျိုးသတ်မှတ်ပါမယ်အဲ့ဒီတရက်သီးဟာတာမန်တရက်သီးတော့မဟုတ်ဘူးအဲ့တရက်သီးကိုစားသုံးရင်ပိုလှလာမယ်ပို့ပြီးတော့ဖုံတကိုးတွေကြီးမြင့်လာစေတဲ့တရက်သီးပါအောင်ပြီငါတို့ကမင်းရဲ့ဆုံးဖြတ်ချက်ကိုလက်ခံမယ်အဲ့ဒီတရက်သီးကိုငါတို့17ယောက်ထဲကအရင်ဆုံးခုလာနိုင်တဲ့သူကမင်းနဲ့လက်ထပ်မယ်အဲ့ဒီနောက်မင်းသမီး17ပါးလဲတရက်ပင်ကြီးကိုရှာဖွေရန်ထွက်ခွာသွားကြပါတယ်သမီးတွေထွက်ခွာသွားတဲ့အချိန်မှာတော့အလွန်ချောမောလှပတဲ့လူငယ်လေးဟာအသက်ကြီးရုပ်ဆိုးဆိုးမှော်စရာကြီးအသွင်ကိုပြောင်းသွားပါတော့တယ်ဟာမင်းသမီးတွေတော့ငါထောင်ချောက်ထဲမှာမိသွားပြီဒီခွင်ကြီးကိုစောင့်နေတာနှစ်ပေါင်းများစွာကြာပြီအခုမှပဲငါဆန္ဒတွေပြေတော့တယ်တစ်ချိန်တည်းမှာပဲမင်းသမီး17ပါးဟာအနက်ရောင်ခြိုင်ဝမ်းစီကိုဥတီပြီးရှောက်လန်းနေကြပါတယ်အဲ့ဒီအချိန်မှာအဖွားအိုတယောက်ဟာသူမတို့ရဲ့ရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်ရက်လိုက်ကြမင်းတို့အားလုံးဘယ်သွားကြမလို့လဲဒီနေရာကိုကြော်ပြီးတော့ထပ်မသွားကြတော့နဲ့အဲ့ဒီလိုထပ်သွားရင်မင်းတို့အသက်ခံရလိမ့်မယ်အတင်ကဘာတူလဲဘာကြောင့်ငါတို့လမ်းမှာလာပြီးတော့နှောက်ယှက်နေရတာလဲထပ်သွားလိုက်စမ်းအခုချိန်ကငါတို့ရဲ့ကံကြမ္မာကိုဆုံးဖြတ်ရမယ့်အချိန်ပဲဒီအနက်ရောင်ခြိုင်ဝမ်းတွေကသတိကိုယူပြီးတော့အလွန်ချောင်းမလှပတဲ့လူငယ်ကိုတွားပြီးပေးရမယ်ဒါမှငါတို့ဟာသူနဲ့လက်ထပ်ခွင့်ရမယ့်လူဖြစ်မှာအဲ့ဒီလူကမင်းတို့ထင်နေသလိုချောင်းမလှပတဲ့လူငယ်လေးမဟုတ်ဘူးသူက
အလွန်ဆိုးရတဲ့မိစ္ဆာကောင်ဖြစ်တယ်သူ့ရဲ့မှော်တက်နေတဲ့ချောမောလှပတဲ့မျက်နှာကိုရအောင်လှုပ်ထားတာမင်းတို့သူလှည့်စားတာကိုခံရလိမ့်မယ်ခုချက်ချင်းမင်းတို့လာရလန်းကိုပြန်တော့ဘာတွေလာပြောနေတာလဲအဖွားအိုကိုလန်းကိုသာကောင်းကောင်းကြည့်ဆက်ပြီးသွားပါမင်းတို့ရဲ့ကံကြမ္မာကဒီလိုဖြစ်ဖို့အချိန်တန်လာတော့လေငါဘလူတာတာရမှာမဟုတ်တော့ဘူးကဲငါသွားပြီအဖွားအိုထွက်ခွာသွားတဲ့အချိန်မှာတော့မင်းသမီးတစ်ပါးကအခုလိုသတိပေးစကားဆိုလိုက်ပါတယ်ခဏနေကြအောင်အမတော်တို့ညီမတော်တို့ဒီအဖွားကြီးပြောတဲ့စကားဟာစဉ်းစားစရာပဲသူပြောတဲ့စကားတွေဟာအမှန်နေဖြစ်နေရင်ကျမတို့အကုန်လုံးဒုက္ခရောက်ရလိမ့်မယ်အိုးမဖြစ်နိုင်ပါဘူးခြေမြင့်မရှိတဲ့စကားကိုယုံပြီးတော့ငါတို့ဒီကိုလာတဲ့ရည်ရွယ်ချက်ကိုမေ့လိုက်ပြီလားလာအရင်ဆုံးတရက်ပင်ရှိကိုသွားပြီးတရက်သီးခုဖို့ကိစ္စကိုပဲစဉ်းစားကြရအောင်အဲ့ဒီနောက်မင်းသမီးတွေဟာမော်တရက်ပင်ရှိရာကိုအလန့်လမ်းလျှောက်လာခဲ့ကြပါတော့တယ်အလိုဟိုမှာကြည်စမ်းတစ်ပင်ကြီးကအကြီးကြီးတရက်သီးကလည်းအကြီးကြီးပဲဒါပေမဲ့တစ်ပင်ကြီးတစ်ပင်လုံးမှာတရက်သီးကတစ်လုံးပဲရှိတယ်အိုးဟုတ်တာပဲဒီတရက်သီးပဲခုနကချောမောတဲ့လူငယ်လေးပြောတာဒီတရက်သီးပဲဖြစ်ရမယ်ဒီတရက်သီးကိုယူပြီးသူ့ကိုငါတို့သွားပေးရမယ်ကဲဘသူကခုနိုင်လဲကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာအနီရောင်မြင်းတကြောင်ပေါ်လာပြီးမင်းသမီးအားလုံးဟာထိုအနီရောင်မြင်းကြောင်အတွင်းမှာရောက်ရှိသွားပါတော့တယ်ဟမ်ကြည်စမ်းဒီအနီရောင်မြင်းကြောင်ကဘာမြင်းကြောင်လဲကဲအသီးကိုအမြန်သာခုတော့မြန်ပြန်ကြရအောင်အဲ့ဒီအချိန်မှာပဲဆူးရှတောက်ပါတဲ့အလင်းတန်းတစ်ခုပေါ်လာပြီးမင်းသမီးအားလုံးဟာထူဆန်းကြောက်မွက်ဖွယ်ကောင်းတဲ့အစာအုပ်တစ်ခုအတွင်းကိုရောက်ရှိသွားပါတော့တယ်ဟမ်ငါတို့ဘယ်နေရာရောက်သွားတာလဲအဲ့ဒီအချိန်မှာပဲမှော်ဆရာကြီးဟာရုတ်တရက်ထွက်ပေါ်လာပါတယ်ရှင်ကဘာတူလဲဒီနေရာကဘယ်နေရာလဲပြီးတော့ငါတို့ညီမတွေကဒီထဲကိုဘယ်လိုရောက်လာတာလဲမင်းသမီးတို့အားလုံးကကျွန်တော်မျိုးနဲ့လက်ထက်ချင်နဲ့ပြောတဲ့အတွက်ဒီကိုခေါ်လိုက်ရတာပါရဆမောင်မင်းလိုအသက်ကြီးရုပ်ဆိုးဆိုးအဖိုးအိုကိုငါတို့ကလက်ထက်ချင်စရာလားမင်းရဲ့စကားကိုစင်ကျင်ပြောပါမင်းသမီးတို့မင်းတို့အားလုံးသဘောကျဆွဲလန်းရတဲ့လူငယ်လေးဆိုတာငါပဲလေအခုငါရဲ့စွမ်းအင်နေနဲ့မင်းတို့ညီမအားလုံးကိုယူလို့ရတယ်ဟာငါတို့ကိုလိန်ညာပြောဆိုတဲ့အတွက်မင်းအပြစ်ဒဏ်ခံရမယ်အခုချက်ချင်းငါတို့ကိုပြန်ပို့ပြီးငါတို့အိမ်ပြန်ရမယ်ငါတို့ဟာဒီနိုင်ငံဘရင်မင်းမြတ်ရဲ့သမီးတော်တွေဆိုတာကိုမင်းမမေ့နဲ့မင်းတို့ဒီကနေသွားခွင့်မရှိတော့ဘူးမင်းတို့ကိုနှစ်တရာတိအကျဉ်းချထားမယ်မင်းတို့ဟာငါကဘာမှာပဲနေရမယ်ပြီးရင်မင်းတို့ရဲ့အသွေးသားကိုတောက်သုံးပြီးငါရဲ့စွမ်းအင်တွေပုံမူတကိုးထပ်အောင်လုပ်ရမယ်ဒီလောကကြီးတစ်ခုလုံးဟာငါစိတ်တိုင်းကြငါရဲ့စီမံမှုအောက်မှာပဲရှိနေစေရမယ်မင်းမျှော်လင့်ထားသလိုဘယ်တော့မှဖြစ်မလာစေရဘူးမင်းကငါတတ်မယ်အဲ့ဒီအချိန်မှာပဲမှော်ဆရာကြီးဟာမန်တန်တစ်ခုကိုရေရွတ်လိုက်တာဖြစ်တဲ့အတွက်မင်းသမီးဇတဘာဟာပလဲနီ17လုံးအသွင်တို့ပြောင်းလဲသွားခဲ့ပါတော့တယ်ကဲဒီပလဲတွေတော့ငါကတိမ့်ထားလို့မရတော့ဘူးဒီပလဲတွေကိုမြေကြီးပေါ်မှာလွတ်ပြရမယ်နှစ်တရာပြည့်တဲ့အခါတငါးတဲ့တအူးကဒီပလဲတွေကိုတနေရာထဲမှာစူးစီးပြီးဒီနေရာမော်တကားကိုသူကိုယ်တိုင်ဖွင့်လိုက်မယ်အဲ့ဒီအချိန်ဟာငါရဲ့စံသားတွေပြေဝမယ်နေပဲအဲ့ဒီလိုနဲ့မော်ဆရာကြီးကပလဲတွေကိုမြေပြင်ပေါ်ကိုပစ်ချလိုက်ပါတော့တယ်နှစ်တရာကြာပြီးတဲ့နောက်မှာတော့နှစ်တရာပြည့်ဖို့တိတ်မလိုတော့ဘူးပဲငါရဲ့ပလဲတွေဘယ်များရောက်နေပြီလဲငါရဲ့ပလဲတွေကိုအမြန်ဆုံးရှာမှဖြစ်မယ်အဲ့ဒီအချိန်မှာပဲမော်ဆရာကြီးဟာတောထဲကိုအမဲလိုက်ထွက်လာတဲ့မင်းသမီးမီယာကိုမြင်သွားခဲ့ပါတယ်ဟုတ်ပြီပလဲ17လုံးရှာရမယ့်နီလန်းကိုငါတွေ့ပြီအဲ့ဒီနောက်မော်ဆရာကြီးဟာအသက်ကြီးအဖိုးအိုတဦးအသွင်ကိုပြောင်းလဲလိုက်ပါတယ်။အိုးငါသမီးရဲ့ငါသမီးကိုကြည်ရတာအဖိုးရဲ့ဆုံးပါသွားတဲ့သမီးလေးနဲ့တိတ်ကိုတူတာပဲ။သင်ကဘာတူလဲဒီမှာရက်ပြီးဘာလုပ်နေတာလဲ။အဖိုးရဲ့သမီးလေးကဆုံးပါသွားတာမကြသေးပါဘူး။အခုသမီးလေးကအဖိုးရဲ့သမီးနဲ့အလွန်တူတာကြောင့်သမီးလေးကိုဟောဒီကဖရဲသီးစိတ်လေးကျွေးကျင်လို့လာခဲ့တာပါ။ဖခင်တယောက်ရဲ့သားသမီးပေါ်မှာထားတဲ့စေတနာကိုအတိမတ်ပြုရင်အဖိုးကျွေးတဲ့ဖရဲသီးစိတ်လေးကိုသုံးဆောင်ပါနော်။အိုးအဖိုးရဲ့စိတ်မကောင်းလိုက်တာစားမှာပေါ့ကျမကဖရဲသီးကိုသိကြိုက်တယ်
မင်းသမီးမီယာလည်းအဖိုးကိုပေးလိုက်တဲ့ဖရဲသီးကိုစားလိုက်ပါတော့တယ်ဖရဲသီးစိတ်ကိုစားသုံးပြီးတဲ့အခါမှာတော့မင်းသမီးမီယာဟာမော်ဆရာကြီးရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိသွားပါတော့တယ်အသင့်ရဲ့အမိန့်ကိုနာခံဖို့အစင်သင့်ဖြစ်နေပါပြီ။โอเคကောင်းပြီမင်းကမင်းနိုင်ငံကိုပြန်ရမယ်ပြီးရင်မင်းကအမိန့်ကြော်ညာချက်တစ်ခုထုတ်ပြန်ရမယ်ငါပလဲနီ17လုံးကိုအမြန်ဆုံးလိုချင်တယ်ဒါကြောင့်ပလဲနီ17လုံးရှာပေးနိုင်တဲ့လူကိုမင်းကလက်ထပ်ရမယ်မရှာပေးနိုင်တဲ့လူကိုမင်းကတပ်ပြစ်ရမယ်ငါအတွက်ကြေညာရက်တစ်စောင်အမြန်ထုတ်ပြီးပလဲနီ17လုံးရှာပေးနိုင်မဲ့တငါသေးကိုအမြန်ရှာပေးကောင်းပါပြီပလဲနီ17လုံးကိုအမြန်ရှာခိုင်းလိုက်ပါမယ်။အော်ဒါကြောင့်ကိုငါတို့ရဲ့စိတ်ထားအလွန်ဖြူစင်မြင့်မြတ်လှတဲ့မင်းသမီးလေးကဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့အလုပ်တွေလုပ်နေတာဟာမော်ဆရာကြီးရဲ့ထိန်ချုံမှုအောက်မှာရှိနေတဲ့အတွက်ကြောင့်ကိုဟုတ်တယ်အခုတော့သူ့ရဲ့အစီအရင်တွေအတိုင်းငါတို့အားလုံးကိုမင်းကရှာတွေ့သွားပြီ။မင်းလည်းငါတို့နဲ့အတူဒုက္ခမရအောင်ဒီနေရာကနေအမြန်ဆုံးထွက်သွားပါ။မင်းသမီးကျွန်တော်ကတော့မင်းသမီးတို့ကိုအခုလိုမထားခဲ့နိုင်ဘူးမင်းသမီးတို့ကိုလွတ်မြောက်အောင်ကျွန်တော်ကူညီမှာပါငါတို့ရဲ့အသက်တွေဟာမင်းလက်ထဲမှာပါအဲ့ဒီအချိန်မှာပဲမော်ဆရာကြီးဟာသူတို့အနားကိုရောက်ရှိလာခဲ့ပါတယ်မင်းကဘာလုပ်နေရလဲထွက်သွားတော့မင်းရဲ့တာဝန်ပြီးပြီထွက်မသွားရင်မင်းကငါတပ်ပြစ်မယ်ခမကမော်ဆရာကြီးလားမင်းသမီးတွေအခုလိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာကျွန်တော်ကဒီတိုင်းထားမသွားနိုင်ဘူးသူတို့ကိုကျွန်တော်ကဲတင်ခြင်းတယ်။ဘာကြောင့်ခမကသူတို့ကိုတတ်ချင်နေရတာလဲ။ကောင်းပြီမင်းသူတို့ကိုကဲတင်ခြင်းတယ်ဆိုရင်တန့်စင်မှုမြတ်တဲ့သူတော်စင်တဦးရဲ့အယိုးပြာကိုငါရှိကိုယူလာခဲ့ရမယ်။ကောင်းပါပြီကျွန်တော်ကခမလိုအပ်တာကိုယူဆောင်ပေးပါမယ်။အဲ့ဒီအတွက်ဒီမင်းသမီး17ပါးကိုခမကဘာမှမလုပ်ဖဲကျွန်တော်ပြန်လာတဲ့အထိစောင့်နေပေးပါ။အဲ့ဒီလိုနဲ့တငါသေးလေးဝနဟာမင်းသမီးတွေကိုကဲတင်ရန်အတွက်သူယုံကြည်အားကိုးတဲ့ရသေးသူတော်စင်ထံကိုတွားရောက်မေးမြန်းခဲ့ပါတယ်။ရသေးသူတော်စင်ထံကိုရောက်တဲ့အခါမှာတော့မဝနဟာမင်းသမီး17ပါးကိုကဲတင်လိုတဲ့အတွက်ကြောင့်ဤနေရာကိုရောက်ခဲ့ကြောင်းရသေးကြီးကိုခြောက်ထားလိုက်ပါတယ်။ရသေးကြီးမင်းသမီး17ပါးဟာအလွန်ရက်ဆက်ကြမ်းကြုတ်လာတဲ့မော်ဆရာကြီးရှိမှဖန်စီချုံနှောင်ခြင်းခံထားရပါတယ်။ကျွန်တော်မျိုးကမင်းသမီးတွေကိုကဲတင်လိုပါတယ်။ဒါကြောင့်ရသေးကြီးကျွန်တော်မျိုးကိုလမ်းပြပေးတော်မူပါ။ကောင်းပြီစိတ်ထားမွန်မြတ်လှတဲ့လူငယ်လေးမင်းကငါမန်တန်တစ်ပုတ်သင်ပေးလိုက်မယ်။မော်ဆရာကြီးနဲ့တွေ့တဲ့အခါသူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးမကြောက်မရွံ့တဲ့စိတ်နဲ့ဒီမန်တန်ကိုယူဆိုရမယ်။တခုတတိထားရမှာကမော်ဆရာကြီးနဲ့အတူမင်းရဲ့အသက်ဝိညာဉ်ပါခြုံငိမ့်သွားနိုင်တယ်။မင်းအတွက်ပြန်ပေးဆက်ရမှာကတန်ဖိုးကြီးပါလာတယ်။ရပါတယ်ရသေးကြီးကျွန်တော်ရဲ့အသက်တစ်ချောင်းပေးဆက်ပြီးမင်းသမီး17ပါးရဲ့အသက်ကိုကယ်တင်နိုင်မယ်ဆိုရင်ဒီလုပ်ကိုကျွန်တော်လုပ်မှာပါ။ကောင်းပြီမင်းရဲ့မွန်မြတ်တဲ့စိတ်ကိုငါတာတုခေါ်ပါတယ်။ရသေးကြီးလည်းတငါသေးလေးမောင်ဝနကိုမော်စရာကြီးထံမှမင်းသမီး17ပါးရဲ့အသက်ဝိညာဉ်ပြန်ယူနိုင်မိမန်တန်တစ်ပုတ်ကိုသင်ပေးလိုက်ပါတယ်။ဒီလိုနဲ့တငါသေးလေးဝနလည်းမော်ဆရာကြီးနဲ့မင်းသမီး17ပါးရှိရာနေရာကိုပြန်သွားခဲ့ပါတယ်။ကဲမော်ဆရာကြီးမင်းလိုချင်တဲ့သူတော်စင်ရဲ့ဝိညာဉ်ကိုငါယူဆောင်လာခဲ့ပြီ။မင်းကမင်းသမီး17ပါးကိုလွှတ်ပေးရမယ်။ဟာ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 မင်းကငါထင်ထားတာထက်ပိုပြီးရိုးသားပြီးသစ္စာရှိတဲ့တငါတယ်ပဲ။ငါကသူတော်စင်ရဲ့ဝိညာဉ်ကိုလည်းယူမယ်။မင်းသမီး17ပါးကိုလည်းငါပဲသိမ့်ပိုက်ထားမယ်။ဒါမှငါရဲ့တကောဩဇာတွေကအဆုံးအစမရှိထွန်းလင်းတောက်ပါမယ်။မင်းကိုယ့်အသက်ကိုငဲ့ညာရင်အဲ့ဒီကဝိညာဉ်ကိုထားပြီးမင်းထွက်သွားတော့ဒီနေ့ဟာငါရဲ့ရည်မှန်းချက်တွေအကောင့်ထဲဖော်မဲ့နေ့ပဲရှင်ထွက်သွားလိုက်ပါတော့မဟုတ်ရင်ရှင်မှာဒုက္ခရောက်လိမ့်မယ်ကျမတို့ကိုကယ်တင်ဖို့အတွက်နဲ့ရှင်ရဲ့အသက်ကိုမစသေးပါနဲ့စိတ်မူပါနဲ့မင်းသမီးတို့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ရဲ့လူသားတွေကိုဒုက္ခပေးတဲ့ဒီမကောင်းတဲ့မိစ္ဆာကောင်ကိုရှင်းထုတ်ဖို့အတွက်ရဲ့ကျွန်တော်ကဆုံးဖြတ်ပြီးသားပါဒီလိုမိစ္ဆာကောင်ရှိနေတဲ့အပြစ်မဲ့တဲ့လူသားတွေဟာသိဆုံးနေကြရအောင်ပါဒီလိုမိစ္ဆာကောင်ကိုရှင်းထုတ်ဖို့အတွက်အသက်များစွာကိုကယ်တင်မှုအတွက်ကျွန်တော်ရဲ့အသက်ကိုစတေးရတာတန်ပါတယ်အဲ့ဒီလိုပြောပြီးချင်းမှာပဲတငါသေးလေးမောင်ဝနဟာရသေးကြီးတင်ပေးလိုက်တဲ့မန်တန်တပုတ်ကိုရွတ်ဆိုရင်းမော်ဆရာကြီးအနားကိုကတ်သွားခဲ့ပါတယ်
ဟေးရက်လိုက်စမ်းမင်းဘာမန်တန်ကိုရွတ်နေတာလဲကွဟိုရက်မောင်ဝနရဲ့မန်တန်အဆုံးမှာတော့နှစ်ဦးစလုံးဟာမိလောင်ကျွမ်းပြီးတေဆုံးသွားခဲ့ပါတော့တယ်တစ်ချိန်တည်းမှာပဲမင်းသမီး17ပါးဟာလွတ်မြောက်ပြီးထူးဆန်းစွာတို့ရဲ့နန်းတော်ကိုပြန်ရောက်သွားခဲ့ကြပါတော့တယ်အလိုမောင်ကုန်းတိုင်ထဲကမင်းသမီး17ပါးကဘယ်လိုလို့ငါနန်းတော်တွေကိုရောက်လာရတာလဲမှန်လားပါမင်းကြီးရဲ့ရှေ့တော်မောက်မှာရောက်နေတဲ့မင်းသမီး17ပါးကလွန်ခဲ့တဲ့နှစ်100ကျော်ကထူးဆန်းစွာပျောက်ဆုံးသွားတဲ့မင်းသမီး17ပါးပါအလိုထူးဆန်းပေစွာမင်းတို့ရဲ့အကြောင်းကိုငါ့ကိုသတော်ဦးတင်စမ်းအဲ့ဒီအခါမင်းသမီး17ပါးကမော်စရာကြီးနှင့်သူတို့ရဲ့ဘဝဖြစ်ပျက်ခဲ့သမျှအလုံးစုံကိုမင်းကြီးကိုသတော်ဦးတင်လိုက်ပါတယ်မင်းသမီးတွေသတော်ဦးတင်ပြပြချင်းမှာပဲမင်းသမီးမိတာဟာရုတ်တရက်လဲကျသွားခဲ့ပါတယ်ဝင်းကြီးငါရဲ့သမီးတော်လေးထူးဆန်းအံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တွေကိုနားထောင်လိုက်ရတဲ့အတွက်စိတ်နှလုံးထိခိုက်သွားတယ်ထင်တယ်အမားတော်ကိုအမြန်ခေါ်စမ်းအရှင်မင်းကြီးစိတ်မပူပါနဲ့မင်းသမီးမီယာဟာကျွန်တော်မျိုးမတို့လိုပဲမော်စရာကြီးရဲ့ထိန်ချုံမှုအောက်မှာရောက်ရှိခဲ့တာပါအခုဆိုရင်သူဟာမော်စရာကြီးရဲ့ထိန်ချုံမှုအောက်ကနေလွတ်မြောက်တော့မှာပါမင်းသမီး17ပါးရဲ့စကားကိုကြားပြီးအရှင်မင်းကြီးလည်းထူးဆန်းအံ့ဩနေစဉ်မှာပဲမင်းသမီးမီယာဟာတတိပြန်လဲလာခဲ့ပါတယ်ဖခင်တော်သမီးတော်အမားတွေအများကြီးကျุလို့မိသွားပါပြီသမီးတော်ရဲ့အမိတ်ကြောင့်အပြစ်မဲ့တဲ့ပြည်သူတွေတေဆုံးရတယ်သမီးတော်ရဲ့အမိတ်ကြောင့်ပဲသူ့ရဲ့အသက်ကိုဗဒါနမထားပဲအသက်များစွာကိုကယ်တင်ခဲ့ပြီးလူသားတွေရဲ့ကောင်းကျိုးအတွက်ဆွန့်လွတ်အနစ်နာခံသွားတဲ့တငါတယ်လေးကိုရောသမီးဘလို့ကျေးဇူးဆက်ရပါမလဲမင်းသမီးယခုကဲ့သို့ဆွန့်လွတ်အနစ်နာခံသွားတဲ့တငါတယ်လေးမှာမျက်မမြင်ညီတယောက်ရှိပါတယ်ဖခမီးတော်အများကောင်းကျိုးအတွက်ဆွန့်လွတ်အနစ်နာခံသွားတဲ့တငါတယ်လေးရဲ့ညီကိုသမီးတော်ရဲ့ကျေးဇူးတော်အဖြစ်အတိမတ်ပြုပေးပါကောင်းပါပြီသမီးတော်ငါသမီးတော်ရဲ့စိတ်ဓာတ်ကမုံမြတ်လှပါပြီတဲ့အခုအဖြစ်ပြက်တွေဟာငါသမီးတော်ရဲ့စိတ်ရင်းစေတနာနဲ့ပြုလွန်ခဲ့တာတွေမဟုတ်တဲ့အတွက်ငါသမီးတော်စိတ်မကောင်းမဖြစ်ပါနဲ့ငါသမီးတော်ရဲ့မင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာဖခင်မီးတော်ပြုလုပ်ပေးမယ်ဒါအပြင်သူတစ်ပါးအသက်ရှင်တန်ရေးအတွက်သူ့ရဲ့အသက်ကိုဗဒါနမထားပဲအများကောင်းကျိုးလူသားတွေရဲ့ကောင်းကျိုးနဲ့တိုင်းပြည်ကောင်းစားဖို့အတွက်ဆွန့်လွတ်အနစ်နာခံသွားတဲ့တငါသည်လေးကိုဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ပုံတူရုပ်ထုကိုမြို့တော်မှာဂုဏ်ယူဝင်ကြားစွာပြသထားမယ်။ကျေးဇူးကြီးလာပါတယ်ဖခင်မဲတော်။နောက်ဆုံးမှာတော့ဘယင်ကြီးဟာတငါသည်မောင်ဝနရဲ့ညီမျက်မမြင်လူငယ်လေးကိုသူ့ရဲ့သမီးတော်မင်းသမီးမီရာနှင့်ထိမ်းများလက်ထပ်ပေးခဲ့ပြီးတငါသည်မောင်ဝနရဲ့ပုံတူရုပ်ထုကိုထုလုပ်ပြီးမေတ္တာကရုဏာတရားကြီးမားသူအများကောင်းကျိုးအတွက်ဆွတ်လွတ်အနစ်နာခံတတ်သောသူရဲ့ကောင်းအဖြစ်ဒီအမှတ်ပြုကနန်းတော်မှာပြသထားခဲ့ပါတယ်